Hello အားလုံးမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတစ်ခေါက်တော့လာမယ့် February လ20ရက်မှာ2 match 135 143မှာထိုးရမယ် Veronica နဲ့ Sher Cohen တို့ရဲ့ပွဲကိုကျွန်တော် prediction လေးလည်းပေးမယ် breakdown လည်းလုပ်မယ်ပွဲကြိုသုံးသပ်ချက်ပဲဆိုပါတော့ကျွန်တော်အဲ့ဒါလေးလုပ်ကြည့်ချင်ပါတယ်ကျွန်တော်ဒီလိုမျိုးအများကြီးမလုပ်ဘူးเนาะကျွန်တော်အတိက interview podcast အဲ့လိုမျိုးလူနဲ့စကားပြောချင်တာဗျာအခု Vero တို့နော်ဆိုလင်းဦးတို့မြန်မာလူဝေကစားသမားတွေမွေးထိုင်းဘယ်သူဖြစ်ဗျာသူတို့နဲ့ကျွန်တော်စကားပြောချင်တာကိုယ်တိုင်မထိုးရတော့နော်အနည်းဆုံးတော့သူတို့နဲ့စကားပြောချင်တယ်ဆိုတော့ဒီလိုမျိုးကျွန်တော်အများကြီးမလုပ်ဘူးပါဘူးဒါကျွန်တော်2ခုမြောက်3ခုမြောက်လိုက်တူတယ်โอเคဘယ်လိုပြောပါကျွန်တော်ကြည့်ကြည့်အောင်ဆိုတော့ Veronica က champion ဖြစ်လာဖို့ကျွန်တော်ရွေးချယ်ခဲ့ဖူးတဲ့သူပါလွန်ခဲ့တဲ့တစ်နှစ်ကလာ2နှစ်ကလာတော့မသိဘူး24 2024လား25လားမသိဘူးကျွန်တော်ရွေးခဲ့တယ်Number 1က Veronica champion ဖြစ်လာမယ်ဒုတိယက Josh Van လို့အောင်လာပြီးနောက်ပေါ့နော်ကျွန်တော်ရွေးခဲ့တယ်ဒါပေမဲ့ Van ကရင်ဖြစ်လာပြီးတော့အခု Veronica ကပတ်စင်ကိုမရသေးဘူးဆိုတော့ဘယ်သူရင်ဖြစ်ပါအဓိကနှစ်ယောက်လုံးဖြစ်လာဖို့လိုတာနော် Okay ဖြစ်လာမယ်လို့ကျွန်တော်မျှော်လင့်နေစေပါသူရဲ့ record ကိုရင်ကြည့်ကြအောင် Veronica က3ပွဲထိုးပြီးတပွဲရှုံးတယ်တပွဲ knockout နဲ့နိုင်ထားတယ်ဒီ Cohen က3ပွဲထိုးထားတယ်3ပွဲစလုံးကိုကျွန်တော်တို့ shut out performance လို့ခေါ်ချင်တယ် shut out ဆိုလုံးဝဘာမှညှင်းပွားစရာမရှိအောင်အပြတ်သက်ကိုနိုင်တာတပွဲကို KO နဲ့နိုင်ထားပါတယ်အပြလို့ရှိရင် Cohen ကအခုလက်ရှိ115 champion ပေါ့နော် Atomweight champion ဖြစ်တဲ့ Alicia Rodriguez ကျွန်တော်ရမ်းချက်တယ်ရအောင် Rodriguez နဲ့နှစ်ကြိမ်ပွဲတည်ဖူးပါတယ်ဒါပေမဲ့နှစ်ကြိမ်စလုံး cancel ဖြစ်သွားပါတယ်အတိကတော့သူတို့ပြောတဲ့ထဲမှာတော့ Cohen ကတန်ရရပြီးတော့မှနှုတ်ထွက်တယ်လို့ပြောပါတယ်ဒါပေမဲ့တခြားအကြောင်းရင်းတွေလည်းရှိမှာပေါ့နော်ဆိုတော့ပွဲတစ်ခုမှာအရေးကြီးတာကအရက်ရဲ့အလက်တန်ရဲ့ခန္ဓာကိုယ်အချိုးစားရဲ့ speed power cardio chin လို့ပါနော်မေယိုခိုင်းတာ heart လို့ခေါ်တဲ့ကျွန်တော်တို့မာကုံပေါ့အပြင် experience ပြီး activity ဆိုတာကဒီနေ့မှာပွဲဘယ်နှကြိမ်ထိုးတယ်ပြီးရင် work rate ဆိုတာကအဲ့ဒီပွဲထိုးနေစဉ်အတွင်းမှာဒီလက်သွားခိုင်းတာမျိုးတချို့ကကြတော့ power ကောင်းပေမဲ့အဲ့လိုမျိုးလက်ခြေလက်တွေအရင်မသွားခိုင်းဘူးactivity work rate နေတာပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာတွေအများကြီးရှိတယ် factor တွေအများကြီးရှိတာပေါ့ဗျာဆိုတော့ Vero ကတော့ဘာတွေတာမလဲဆိုတော့အရက်မြင့်မယ်သူက9ပေ9ရှိမယ်ဟိုက9ပေ2 9ပေ3လောက်ရှိမယ်ဆိုတော့နှစ်လက်မတတလေး Vero ကအရက်မြင့်မယ်ပြီးရင် reach လဲတာမယ်ပြီးရင် power board တာမယ်တေချာလဲပြီး activity work rate မဟုတ်ဘူးနော် activity ဆိုတာကသူက2025မှာသူက3ပွဲတောင်ထိုးထားတာCohen ကတပွဲမှမထိုးရဘူးဒါပေမဲ့အပြင်ပွဲတပွဲတော့ထိုးထားတယ်လို့သိရတယ်ဆိုတော့1မှာတော့မထိုးရဘူးပေါ့နော်ဆိုတော့ activity ရဲ့ power ရဲ့ reach ရဲ့ height ရဲ့ဒါက Veronica ရဲ့အားသာချက်တွေဖြစ်လိမ့်မယ်ဆိုတော့ Cohen ရဲ့အားသာချက်ကဘာတွေရှိမလဲဆိုတော့သိကြတာတော့ speed ပို့တာမယ်အယမ်းမြန်တယ် speed တာမယ် cardio တာမယ်ဒါပေမဲ့ cardio ကဒီမှာမိကွန်ထုတ်เสียရှိပါတယ်ဘာလို့ဆိုတော့သူက activity အရင်နေတဲ့အတွက်လွန်ခဲ့တဲ့2025မှာတပွဲမှမထိုးရတဲ့အတွက်ဝမ်းမှာပြောတာနော်အပြင်မှာတပွဲတော့ထိုးထားတယ်သိရတယ်ဆိုတော့တပွဲမှမထိုးရတဲ့အတွက် cardio ကတော့စိတ်ချလို့မရအောင်ဆိုတော့ကျွန်တော်မသိရအောင်ပေါ့နော်ဆိုတော့သူဘယ်လောက်ထိtraining လုပ်ထားလဲအဲ့ဒီပုံမှာအများကြီးမူတည်လိမ့်မယ်ဆိုတော့ cardio ကတော့သူ့ရဲ့ပုံမှန်အခြေအနေရောက်နိုင်မယ်လို့ကျွန်တော်သိမထင်ဘူးသလားဆိုတော့cardio ခါတိုင်းဆို cardio အရန်ကောင်းတယ်ဆိုတော့ speed တာမယ်ပြီးရင် work rate အရန်ကောင်းတယ် work rate အဲ့ဒီပွဲအတွင်းမှာလက်လွတ်တာပေါ့နော်ခြေလက်လွတ်တာအရန်ကောင်းတယ်သူ့ပြန်ဘက်တည်းကဟိုမှာ Vera ကိုနိုင်ထားတဲ့ Vera နဲ့ထိုးတဲ့အချိန်ဆို Vera ကဘာမှတော့မလုပ်နိုင်ဘူးသလားတောင်းရှော့ Cohen ကပဲပတ်ရွေ့တယ်ပတ်ဆိုတော့ work rate အရန်ကောင်းတယ်ဆိုတော့ဆိုလို့ချင်တာအမှတ်ရဖို့သူ့အမှတ်ပေးဖို့အရန်လွယ်တယ်ဆိုတော့အမှတ်နဲ့နိုင်ဖို့ရာခိုင်နှုန်းအရန်မြင့်တဲ့ကစားသမားမျိုးဗျာပြီးတော့ power လဲအထက်လျောက်ရှိတယ်တယောက်ကို KO ထားတယ်လေဆိုတော့အဲ့ဒီဥစ္စာက size speed ရဲ့ work rate အတိကအဲ့ဒီနှစ်ခုကတော့ Cohen ရဲ့အားသာချက်ဖြစ်လိမ့်မယ်ဆိုတော့သူတို့ရဲ့နောက်ဆုံး3ပွဲဆိုလို့သူတို့3ပွဲပဲထိုးထားတာကို1မှာ3ပွဲစီပဲဆိုတော့အဲ့ဒါကြည့်အောင်ကျွန်တော် Veronica အနေတော့နော် Cohen ကအပြတော့ဆိုတော့ဒါလေးလည်းစိတ်ဝင်စားစရာကောင်းတယ်ဘယ်သူက A side B side ဆိုတာရှိတယ် A side Veronica A side ဖြစ်တယ်ဆိုတော့ဒါလည်းကျွန်တော်ဒီ factor တခုပါ Okay so Veronica ရဲ့နောက်ဆုံး3ပွဲက number 1 Vera နဲ့ထိုးတယ်သူအမှတ်နဲ့ရှုံးသွားတယ် split decision နဲ့ရှုံးသွားတယ်ပြီးရင် Junior FedEx ကို TKO နဲ့နိုင်တယ်ပြီးလို့ရှိရင်ဒီတရုတ်ကစားသမား Liming Group နဲ့နော် Liming Group ကို split decision နဲ့နိုင်တယ်ဆိုတော့တော်တော်ကိုခက်ခဲတဲ့ပွဲပါသူ့အတွက်ဒီ
ဒီ Vera နဲ့ Living Group ပွဲက Veronica တို့တောက်ကိုခက်ထိုးရတဲ့ပွဲပါဒါပေမဲ့ Living Group နဲ့ပွဲကျွန်တော်နည်းနည်းကျွန်တော်နားလည်ရမယ်ပေါ့နော်ဘာလို့ဆိုတော့ Vera ကအစ kickboxing ပွဲအတွက်ပြင်နေတာ so kickboxing legend ကြီးMaxon နဲ့ထိုးဖို့တရားကနေ Maxon ကနှုတ်ထွက်သွားပြီးတော့ Living Group နဲ့ထိုးလိုက်ရတာဆိုတော့မွေထိုင်းပြန်ဖြစ်သွားတာပေါ့နော်ဆိုတော့သူပြင်တာကတရောင်မပါဘူးthe kickboxing အတွက်ပဲလုံးဝတည်တံ့ပြင်တာဆိုတော့သူရဲ့ပြင်ဆင်ချိန် preparation ကအများကြီးပြောင်းသွားတယ်ဗျာအဲ့တော့အဲ့ဒီဥစ္စာကိုအရင်တော့ခက်ခဲတာတည်တာတယ်တိုးတော့အဲ့ဒီဥစ္စာကိုကျွန်တော်တို့ဘရောကဒီမှာ she doesn't look good ပေါ့နော်ဒီမှာကြည့်မကောင်းဘူးဆိုတော့ she doesn't look good ဆိုလို့ရနော်ဒါအရင်ဒီမှာမကောင်းဆိုပြီးတော့တွားပြောလို့မရဘူးလို့ကျွန်တော်တို့ထင်တယ် okay ဆိုတော့ဒါက Vera ရဲ့ record ဖြစ်တယ်ပြီးရင်သူ့ရဲ့ပြိုင်ဘက်တွေကဒီ Francisca Vera ကလည်း Junior Fairtex နဲ့ Living Group နှစ်ယောက်လုံးကသူ့ထက်အရက်ပူပါတယ်ဆိုတော့အရက်တော်တော်လေးပူတယ်3လက်မလောက်ပူပါတယ်ဘာဖြစ်လို့ကျွန်တော်ဒါကိုပြောရလဲဆိုတော့ခိုဟန်ကလည်းအရက်ပူတယ်ဆိုတော့အရက်ပူတဲ့သူတွေနဲ့သူ့ထက်အရက်နှိမ့်တဲ့သူတွေနဲ့ထိုးလို့ရှိရင် Vera ကရက်လာကောင်းတယ်ဆိုတော့မလား no okay ဆိုတော့ Cher Cohen ရဲ့အကြောင်းပြောရအောင် Cher Cohen က Prama 1 point ဦးထက်မှာKrylova လို့အတန်းထွက်တဲ့ทีမှာသူ့ပြန်ပတ်နာမယ်ဆိုတော့ Krylova နဲ့ထိုးတယ်သူ့ကို second round မှာပဲ TKO နဲ့အနိုင်ရလိုက်ပါတယ်တော်ကိုကြည့်ကောင်းတဲ့ပွဲသူ့ရဲ့ performance ကရမ်းကောင်းတယ်ပြီးလို့ရှိရင်ဒုတိယပွဲမှာအဲ့ဒီ Vera ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Francisca Vera နဲ့ထိုးတယ်ဆိုတော့ Francisca Vera ကဘာမှမလုပ်နိုင်အောင်သူကတောက်လျှောက်ဖိပြီးတော့သူ့ကိုအမှတ်နဲ့အပြတ်တက်လို့ပြောတာကမှလုံးဝအပြတ်တက်တော့အပြတ်တက်ကိုနိုင်တာဒါပေမဲ့ Francisca Vera ကတော်တော်ကောင်းတယ်ဆိုတော့သူလုံးဝ traditional Muay Thai ဆန်တယ်ဆိုတော့လုံးဝသူ့လက်ကိုဒီလိုကြီးကာထားပြီးတော့ဒီလိုလာတဲ့ချိန်တော်တော်ထိုးတာကောင်းတယ်ဆိုတော့တစ်ချက်တော့သူဒီနားမှာတော်တော်မိတယ်အဲ့ဒီတစ်ချက်ပါပဲမေရဆိုလို့အဲ့ဒီတစ်ချက်ပါပဲကျန်တာအကုန်လုံးခိုဟန်ကပဲဦးဆောင်သွားတာdominate လုပ်သွားတာပေါ့နော် okay တတိယပွဲမှာ Amy Prime ဆိုတဲ့တယောက်နဲ့ထိုးပါတယ်ဆိုတော့သူ့ကိုလည်းလုံးဝဘာမှပြောစရာမရှိအောင်ပဲအပြတ်တက်အနိုင်အမှတ်နဲ့ဖြတ်ပြီးတော့အနိုင်ယူခဲ့ပါတယ်ဒီလိုမှာကျွန်တော်ကြည့်လို့ရှိရင်အဲ့ဒါဆောင်းတာရက်မောင်းတဲ့ပတ်သက်တဲ့ပြန်ကြည့်လို့ရှိရင်ခိုဟန်ကသူ့ရဲ့ပြိုင်ဘက်ဒီအားလုံးကသူ့ထက်အရက်မြင့်ပါတယ် okay ဆိုတော့သူတို့အသုံးပြုနိုင်မြဲ strategy ကိုပြောကြည့်အောင် strategy ကခိုဟန်ရဲ့ strategy ကိုအရင်ပြောရအောင်ဆိုခိုဟန်က lateral movement လို့ခေါ်တယ်အဲ့ဒီပတ်ဆော့တာပေါ့နော်ပတ်ပြေးပြီးဆော့တာအဲ့ဒါပြေးတာမဟုတ်ဘူးနော်အဲ့ဒါ running မဟုတ်ဘူးလုံးဝအဲ့ဒီ movement ကရန် IQ သုံးတာပြေးတာမဟုတ်ဘူးအဲ့ဒီအကွက်ကြည့်နေတာဆိုတော့ဒါကတော်တော်လေးကိုကောင်းတဲ့ပညာပါ IQ ပါဆိုတော့ lateral movement သူအကျန်းကောင်းတယ်ဆိုတော့ lateral movement အဲ့လိုရွေ့ပြီးတော့သူနည်းနည်းလေး opening တွေ့ပြီးဆိုတော့ねပန်းသွားတယ်ဆိုတော့ခွင်ကအရန်ကောင်းတယ် speed ကောင်းတော့လေသူ့အတွက်ကွက်တီပဲဆိုတော့ lateral movement သုံးမယ်ပြီးရင်သူအတိက boxing အရန်ကောင်းတာဆိုတော့ boxing သုံးမယ်ပြီးရင် speed သုံးမယ်သူရဲ့အဲ့ဒီမြန်ချက်ပေါ့နော်မြန်ချက်ကို speed ကိုသုံးမယ်သူ့ကို KO ဖို့မကြိုးစားစရာမလိုဗျာအမှတ်နဲ့အများကြီးအေးစစ်နိုင်လို့ရတယ်အမှတ်နဲ့အေးစစ်အနိုင်ယူလို့ရတဲ့ပွဲမျိုးဆိုတော့ခွန်ကတော့အဲ့လိုမျိုး strategy သွားမယ်ဆိုရင်သူ့အတွက်တော်တော်လေးကောင်းနိုင်ပါတယ်ပြီး KO လည်းရနိုင်တာပဲเนาะသူလည်း power ရှိတယ်ဆိုတော့ဒီပြီးလို့ရှိရင်သူရွေ့တဲ့အခါမှာ Veronica ရဲ့ဘဲဘက်ကိုရွေ့ဖို့လိုတယ်ညာဘက်ရွေ့လို့ရှိရင်သူ့ရဲ့ညာလက် Veronica ရဲ့ညာဘက်ကเนาะညာလက်ကကြောက်ရတယ် power တော်တော်ရှိတယ်အဲ့တော့ဘဲဘက်ရွေ့ဖို့လိုလိမ့်မယ်ဆိုတော့ဘဲဘက်ရွေ့ပြီးတော့အဲ့ဒီပုံမှန်ရွေ့ပြီးတော့ speed နဲ့ထိန်းကစားမယ်ဆိုရင်အမှတ်ကောင်းယူလို့ရနိုင်ပါတယ်အမှတ်နဲ့တက်တောင့်တက်တာနိုင်လို့ရမယ်ထင်ပါတယ်တက်တောင့်တက်တာရင်တော့မဟုတ်ဘူးပေါ့ကွာဒါပေမဲ့တိတာပြတ်သားအမှတ်နဲ့နိုင်ပါတယ်โอเคဒါကခွန်ဟဲ့โอเค Veronica ဘက်ကကြည့်အောင်ဆို Veronica ဘက်ကအတိကလုံးစရာတော့အဲ့ဒီသူကအရန်ရွေလျားတဲ့သူဖြစ်တဲ့အတွက်အဲ့ဒီခြေထောက်ကိုကန်ဖို့ပါခြေထောက်ကို attack လုပ်ဖို့ခြေထောက်ကန်လို့ရှိရင်သူအဲ့လောက်ရွေနိုင်တော့မှာမဟုတ်ဘူးအဲ့လောက်မရွေနိုင်တော့ဘူးဆိုရင်သူရဲ့ game plan တစ်ခုလုံးကိုထိခိုက်သွားပြီဆိုတော့အဲ့မှာသူတော်တော်လေးပြလိမ့်မယ်ဆိုတော့ Veronica သူအဲ့ဒီleg kick သုံးမယ်ဆိုတော့ leg kick များသုံးဖို့လိုမယ်ပြီးလို့ရှိရင် तू က reach ကောင်းတဲ့အတွက် jab သွားဖို့လိုမယ်အရင် power ပဲအများရန်သွားစေမလို့အဲ့ဒီ jab ဖောက်အဲ့ဒီ jab လေး तू သွားဖို့လိုလိမ့်မယ်လို့ဆို तू က reach ပို့တာတဲ့အတွက် coin တဲ့ reach ပို့တာတဲ့အတွက် तू အဲ့ဒီ jab ထိနိုင်ခြေပိုများတယ်အဲ့တော့ jab သုံးမယ်ပြီးလို့ရှိရင် तू ကအဲ့ဒီ leg kick နဲ့သူ့ကိုမရနိုင်ဘူးဆိုရင် cut the ring လို့ပါနော် cut the ring off so အဲ့လိုမျိုးပတ်ပြေးနေတဲ့အချိန်မှာသူ့ကိုဖြတ်ပြီးတော့သူပတ်ပြေးနေတာကိုကိုကဖြတ်နိုင်ရမယ်ဗျာ
သဘောအဲ့ဒီဥစ္စာလေးလုပ်ဖို့လိုမယ်နံပါတ်1ကတော့ခြေထောက်ကန်မယ်ခြေထောက်ကန်လို့ရှိရင်တော့သူရေလဲရတာတော်တော်ရောက်မှာပဲမရက်သွားရင်တော့တော်တော်ရောက်သွားမယ်အဲ့ဒါအလုပ်မဖြစ်ဘူးဆိုရင်အဲ့ဒီသူပတ်ပြေးတာကိုလူကိုယ်တိုင်သွားပြီးတော့ဖြတ်ဖို့ပါ to cut the rain ပေါ့နော်အဲ့ဒါလေးလိုမယ်ပြီးလို့ရှိရင်ကိုဟန်က rich လဲပို့တူတဲ့အတွက်လာတဲ့အခါမှာသူကအဲ့ဒီအရင်ပြီးတော့အများကြီးရင်းပြီးတော့လာတဲ့အချိန်မှာတရောင်လေးအဲ့ဒါကအရေးကြီးဆုံးပဲဆရာအဲ့တရောင်သုံးနိုင်ဖို့တရောင်လိုလိမ့်မယ်ပြီးလို့ရှိရင်ဟို KOE ပဲမစဉ်းစားပဲနဲ့အမှတ်နဲ့နိုင်ဖို့လဲစဉ်းစားဖို့ပေါ့ Okay so prediction ဆိုရင်ကျွန်တော်ဘယ်လိုပြင်နိုင်လဲဆိုတော့ Veronica ကသူ့ရဲ့ရွေလျားမှုပေါ့နော်အဲ့ lateral movement ကိုမခတ်နိုင်ဘူးမဖြတ်နိုင်ဘူးဆိုရင်ကိုဟန်ကအဲ့မှာလွတ်သွားလိမ့်မယ်သူ့ရဲ့ game plan တော်အသုံးပြုလို့ရသွားလိမ့်မယ်အဲ့ဆိုကိုဟန်ကအမှတ်နဲ့နိုင်ဖို့တော်တော်လေးတည်ကြပါတယ်တိုးတော့ Veronica အဲ့ဒီ leg kick လေးနဲ့သူရပ်တတ်နိုင်တယ်ဆိုရင်အဲ့မှာသူ့ရဲ့ game plan တစ်ခုလုံးအဲ့မှာထိခိုက်သွားပြီအဲ့တော့ Veronica နိုင်ဖို့တော်တော်လေးရခိုင်နှုန်းများပါတယ်ပြီးတော့နောက်တစ်ခုအရေးကြီးတာကအဲ့ဒီ cardio ပါနော် cardio လို့လည်းခေါ်လို့ရပါတယ်ပြီးရင် stamina လည်းခေါ်လို့ရတယ်အဲ့ဒီVeronica က cardio ပိုကောင်းပါသေးကြတယ်ဗျာဒါပေမဲ့တခုရှိတယ်သူက115မှာထိုးနေတာပြည့်တဲ့တော့သူ့ရဲ့ပုံမှန်သူ့ရဲ့အကောင်းဆုံး weight ကတော့125ဖြစ်လိမ့်မယ်ထင်တယ်ကျွန်တော်ထင်ပါတော့ဒါ Vero ကိုကျွန်တော်မတွေ့ဘူးပါဒါပေမဲ့သူ125မှာထိုးဘူးတယ်နော်ဆိုတော့125တော့သူ့တက်ပို့ပြီးတော့အားရှိမယ်ဘာကောင်းမယ်လို့ကျွန်တော်ထင်တယ်ဆိုတော့115ဆိုတော့10ပေါင်ကြီးခတ်လိုက်ရတာသူ့တော်ကိုတိမှာဆိုတော့သူ115ပြည့်တဲ့တော့သူလဲတက်လုံးရာနှုံးပြီးတော့မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်ဟိုသူပွဲတွေမှာလည်းအဲ့တက်လုံကြတာတွေ့ရတယ်လင်းတော့ Vera နဲ့ပွဲမှာလည်းတက်လုံကြတယ်ပြီးရင် Liming Crew နဲ့ပွဲမှာလည်းအနေနဲ့တည်ကြတယ်ဆိုတော့ဒါ weight ကြောင့်ပေါ့နော်သူအများကြီးခိုက်ရတဲ့အတွက်ဒါကဖြစ်လိဖြစ်တာရှိပါတယ်အပြီးခွန်ဟန်ကကြတော့သူကခွန်ဟန်ကကြတော့အဲ့ဒီအကြောင်းရင်းကြောင့်မဟုတ်ပဲနဲ့သူကပွဲဝေးတာတော်တော်လေးကြတယ်ဆိုတော့ပွဲဝေးတာကြားတဲ့အတွက်stamina ကပုံမှန်ရှိမှာမဟုတ်ဘူးဆိုတော့နှစ်ယောက်လုံးက stamina ကရာနှုံးပြည့်မရှိတော့ဘူးလို့ကျွန်တော်ထင်တယ်အဲ့မှာခွန်ဟန်ကတော့နည်းနည်းပိုဆုံးပါပေါ့နော်သူကပွဲဝေးထားတော့Verotek ပိုဆုံးလိမ့်မယ်ထင်တယ်အဲ့တော့ခွန်ဟန်က stamina ကျလို့ရှိရင်တော့Vero ကKO တောင်ဖြစ်နိုင်ပါတယ်ဆိုတော့ကျွန်တော်အဲ့လိုပဲမြင်ပါတယ်ဆိုတော့ဘယ်သူနိုင်ဘယ်သူရှုံးမယ်တက်အကြီးမပြောတတ်ဘူးဆိုတော့တော်တော်ကိုဘာလို့ဆိုတော့နှစ်ယောက်လုံးကလည်း Vero ကမာဂုံလည်းရှိတယ်ဗျာသူမှာ heart မာဂုံ heart လို့ခေါ်တာပေါ့နော် chin လို့ခေါ်တယ်ဒီမေးရိုးပေါ့နော်မေးရိုးလည်းခိုင်တယ် heart လည်းရှိတယ်ဗျာလက်ဝိတ်သမားဆိုတော့တည်မလားဆိုတော့လက်ဝိတ်သမားတွေရဲ့မာဂုံဟိုအများတန်းအရင်မချီကျူးဖို့တော်များများပြိတ္တတွေတတိပြုလာကြတယ်ဆိုတော့ချီကျူးတာsorry ချီမြောက်တာမဟုတ်ဘူးအဲ့ဒါကိုချီကျူးတာဆိုတော့သူမှာအဲ့ဒီ heart ရှိတယ် chin လည်းရှိတယ်ဗျာအဲ့တော့သူကလွယ်လွယ်နဲ့ခေကိုကြဖို့ကမဖြစ်နိုင်တာမဟုတ်ဘူးခက်ခဲတယ်အဲ့တော့အမှတ်ပဲသွားလိုက်မယ်ထင်တယ်အမှတ်သွားမယ်ခိုဟန်ကတော့အမှတ်နဲ့နိုင်ဖို့တော်လေးများပါတယ်တိုးတော့ Veronica က power ရှိတဲ့အတွက်သူ့ကိုအလဲထိုးတာလည်းဖြစ်နိုင်ပါတယ်ဆိုတော့အဲ့လောက်ပဲကျွန်တော်ပြောချင်ပါတယ် Okay ဒါတော့ပုံမှန်ပဲကစားခြင်းတဲ့ညီကိုလည်းတက်ပါ SPO ထပ်မှာကစားလို့ရပါတယ်ကျွန်တော် promo code က PTOP ဖြစ်ပါတယ်အဲ့ဒီ promo code ကိုသုံးပြီးတော့ကစားလို့ရပါတယ်အခုဒီမှာပြထားတဲ့ Viber number ကိုဆက်သွယ်ပြီးတော့ account ဖွင့်လို့ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုရတဲ့ကျေးဇူးတင်ပါတယ် Good night